ဒီဖះကျောင်းဆောင်တော့ဘောတပိတ်လေးထဲမှာကျမတို့မိသားစုတမစီဝါကြကြရှာထားတဲ့ချွေးနေစာလေးတွေတဆန်းသမျှလှူဒန်းမှုအတွက်ဝိထုငွေလေးတွေကိုဖယ်ထားပါတယ်အဲ့ဒီငွေကြေးလေးတွေကဖះတရားတန်ခါရဲ့နာမည်သုံးပါးနဲ့သက်ဆိုင်တဲ့ကိစ္စတွေမှာလှူဒန်းဖို့အတွက်အသုံးပြုတာပါရှင်အဲ့တော့မိတ်ဆွေတို့လည်းပဲဒီလိုမျိုးလေးပေါ့နော်ကိုရတဲ့ငွေလေးတွေကနေငွေအစ်စ်ကလေးတွေရတဲ့အခါပဲဖြစ်ဖြစ်ပေါ်ဒါတော့အစ်စ်မဟုတ်လည်းပဲရတယ်ပေါ့နော်ကိုတက်ဆန်းသမျှလေးတွေကိုအဲ့လိုမျိုးလေးတပိတ်လေးထဲမှာထည့်လူတဲ့ထားပြီးတော့ဖះတရားတန်ခါအတွက်လိုအပ်တဲ့အခါမှာထုတ်သုံးလှူဒန်းမဲ့ဆိုရင်ကို့မှာလည်းဝင်တာမလေးဘူးပေါ့နော်ဒီလှူဒန်းမှုအတွက်တကူးတကကြီးကိုယ့်ရဲ့ငွေကြေးတွေကဖယ်နေရတာမျိုးမဟုတ်ဘဲနဲ့လေပပပလေးပဲလူတန်းနိုင်တဲ့အနေထားလေးပါရှင်ပို့ပြီးတော့လည်းပဲပုပ္ပမုစာပရာစေရနာသုံးနဲ့လည်းပို့ပြီးပြေဆုံးပါတယ်အဲ့ဒါလေးမြင်ရတာပါနော်